တာဒီမရှိတဲ့ဟောဒီဘတ်တကဘာကြီးတဲ့ငါမဒုက္ခမျိုးစုံနဲ့မြဲတယ်မဲ့ရဲ့လက်တာရှိကူညီပေးမမဲ့သူမရှိလဲတယောက်တည်းတက်ရှင်ရတဲ့ဘဝကခါပေမဲ့ Miss Gary ကြောင့်တာပြောရတဲ့ညဘက်တွေအိမ်လုံးပြောဘူးတယောက်တည်းငါမရောင်ချချစီဂရက်လေးလက်ချညက်ပြီးကန်ရကြီးကိုရရှာရကျိုးသောထားသမျှရမထင်ခဲ့တော့ငါမမြဲပဲစိတ်တန်ရငွေမရှိရင်လူရမွေမှုဆိုတဲ့စကားကတိတ်မှန်မာလာမိသားစုတွေယုံငယ်ရတာငါတို့လူငယ်တွေစီးပွားရေးကြောင့်စိတ်ညစ်ရတာငါတို့လူငယ်တွေအချင်းရေးကြောင့်စိတ်ညစ်ရတာငါတို့လူငယ်တွေကြီးပဲများလိုက်တဲ့ဘူတွေအိုးကန်ရကြီးရဲ့ငါဟာလူငယ်လာပျော်ရွှင်မှုတွေမရှိတော့တဲ့ဘူတွေလာချင်းနဲ့ဝေးတဲ့ကြာကမှငါတက်ပူပြီးလမ်းအောင်မဲ့ရှစ်ဆက်ရမယ့်ခီးတွေကျွန်တော်နည်းနည်းတော့ပြင်မအောင်မဲ့အိုးကန်ရကြီးရဲ့ငါဟာလူငယ်လာပျော်ရွှင်မှုတွေမရှိတော့တဲ့ဘူတွေလာလဲကြတိုင်းပြန်ထားတာလူဘဝဆိုတဲ့စကားကြောင့်အာတင်ပြီးပြုံးနေမယ်စိတ်ဓာတ်တွေကြာညဘက်တွေအိတ်ဆက်လို့မရတိတ်ကရိမ်များကငါ့ကိုလာပြီးတော့မြဲတဲ့လိုနှိမ့်ဆက်နေတာငါစင်ပြေတော့တီးလိုက်တဲ့တချို့ကောင်တွေရဲ့စိတ်ဓာတ်တွေများလိုရင်တော့မလိုရင်မုန်းတဲ့မင်းတို့တွေကဖိတ်ဖရန်နေပါလူတိုင်းကကောင်းတဲ့ပြောတာငါခန္ဓာကြီးတေးမှာပဲလောကရန်ရဲ့ရိုက်ခတ်မှုကိုတက်ရှူနေတွေခံရမယ်ပုံမကောင်းကြောင်ပြောနေရင်တော့ငါတတ်တိတ်ပြီးမခံစားနဲ့ဖေးပြောတဲ့ဆုံးမစကားတွေကိုတာနာထဲမှာပဲပြန်ကြတယ်ငွေမရှိတဲ့တန်တရာခီးရကန္နာရကြီးလို့မှာပူလောင်မှုတွေပြင်းနေလေကံကြမမင်းလို့ကြဆွေရကရမှာအဲ့ဒါငါရဲ့ဘဝပါလားလောကရန်ခီးတွေဘလောက်ပဲကြမ်းကြမ်းမလျှောက်ပဲနေရင်မရောက်ပဲနေမယ်အိုးကန်ရကြီးရဲ့ငါဟာလူငယ်လာပျော်ရွှင်မှုတွေမရှိတော့တဲ့ဘူတွေလာချင်းနဲ့ဝေးတဲ့ကြာကမှငါတက်ပူပြီးလမ်းအောင်နဲ့ရှစ်ဆက်ရမယ့်ခီးတွေကျွန်တော်နည်းနည်းတော့ပြင်မအောင်နဲ့အိုးကန်ရကြီးရဲ့ငါဟာလူငယ်လာပျော်ရွှင်မှုတွေမရှိတော့တဲ့ဘူတွေလာလဲကြတိုင်းပြန်ထားတာလူဘဝဆိုတဲ့စကားကြောင့်အာတင်ပြီးပြုံး